ချင်းပြည်နယ်သွားတော့ဗုဒ္ဓဘာသာဝင်တယောက်မှမရှိဘူးနော်ဝန်ထမ်းတွေကလွှဲရင်ဗုဒ္ဓဘာသာမရှိဘူးခရစ်ယာန်တွေကြီးပဲရှိတယ်လမ်းမှာကြာနေခဲ့တဲ့ပစ္စည်းကြောင့်အကုန်ပြန်ရတယ်တခုမှမပြောက်ဘူးဦးစင်းတွေ့ခဲ့တဲ့အတွေ့အကြုံလေးတစ်ခုပြောပြအိုးမကွေးတိုင်းတို့ရခိုင်ပြည်နယ်တို့ဆိုတာရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့ခွဲပြောနေရတာကဒါဒေသရဲ့ပထဝီအနေထားရသွားတဲ့အရက်ကိုသိစေခြင်းလို့ပြောတာလူမျိုးကြီးတိုက်ခိုက်မှုလူမျိုးကြီးပုတ်ခတ်မှုရှုံချမှုမဟုတ်ဘူးလို့ဒီလိုနားလည်ပေးပါနော်အဲ့တော့ရခိုင်ပြည်နယ်တို့မကွေးတိုင်းတို့သွားတော့အဲ့ဒီနေရာတွေကဗုဒ္ဓဘာသာကိုးကွယ်မှုများတဲ့နေရာတွေအဲ့ကိုးကွယ်မှုများတဲ့နေရာကိုသွားတဲ့အခါဒုက္ခရောက်နေကြလို့ဒီကလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ဝိုင်းပြီးတော့ကူညီကြတာစောင့်ရှောက်ကြတာဒါပေမဲ့ကိုယ့်ကိုကူညီတဲ့ပုဂ္ဂိုလ်တွေတောင်လိုက်လဲပြူငါစွာကြိုးစိုးနိုင်ခြင်းမရှိနောက်တစ်ခါအဲ့ဒီတွန်းကယ်တဲ့လူတွေကိုပစ္စည်းခိုးတာတွေနော်ချင်းချောက်တာတွေဟုတ်လားအဲ့ဒီရိုင်းဆိုင်တဲ့အပြုမှုတွေများစွာကြုံတွေ့ခဲ့ရတယ်အဲ့ဒါဗုဒ္ဓဘာသာဝင်အများစုနေတဲ့နေရာအမှန်တန်ရှစ်ဆရာကောင်းတယ်ကြည့်လိုက်တော့အခုရခိုင်ပြည်နယ်မင်းပြားမှုမှာဦးဇင်းတို့စတဲ့ချထားတယ်ချထားတော့မနေ့ပိုင်းမှာစားစရာတောက်စရာရိတ်ခါအတွက်သွားရှာတယ်ဦးဇင်းတို့မှာရိတ်ခါပါပြီးသားတို့ဆိုချက်ဖို့ပြုတ်ဖို့အနေငယ်လူတွေဟာသွားရှာတယ်မနေ့ပိုင်းမှာလက်ဖိတ်ဆိုင်တွေဖြစ်နေတဲ့ဆိုင်တွေကညနေ12နာရီကျော်တာနဲ့အကုန်ရက်ဆိုင်ဖြစ်သွားတယ်ညနေပိုင်းသွားရှာခိုင်းရင်ကလေးတွေမသွားကျင်တော့ဘူးဘာလို့ဆိုကလေးတွေအားလုံးဦးဇင်းရဲ့လှုပ်အားပေးအဖွဲ့အားလုံးကိုအရက်လုံးဝမတော့ရဆိုတဲ့အမိန့်ထုတ်ထားတယ်အဲ့တော့မိန်းကလေးများတွေ့ရင်မဆရစရှိသဖြင့်စီကံချက်တွေနဲ့တွားတော့သူတို့တွေရဲ့စီကံတိုင်းနေတယ်ပုံမှန်ကအားလုံးအရက်ဆိုင်ဖြစ်တယ်ဟောကိုယ့်ပစ္စည်းတွေခဏခဏပျောက်တယ်အဲ့လမ်းမှာထားလို့ပျောက်တာမဟုတ်ဘူးကျောင်းမှာဘုန်းကြီးကျောင်းမှာတဲတယ်ဘုန်းကြီးကျောင်းမှာနေရင်းနဲ့စတဲချင်းကားရက်လိုက်တာနဲ့တယ်လီဖုန်းနှလုံးပျောက်သွားပြီရခိုင်မှာအဲ့တော့ဗုဒ္ဓဘာသာဝင်တွေနေတဲ့နေရာမှာအဲ့တော့ရွာတရွာကိုဝေဖို့တရွာမှာအချိန်မမီလို့ပစ္စည်းအပ်ထားတယ်အပ်ထားတဲ့ပစ္စည်းနောက်တစ်နေ့သွားရင်အဲ့ပစ္စည်းကယော့နေပြီမရှိတော့ဘူးဘယ်လောက်ထိယော့တော့ဆိုအဲ့အပ်ထားတဲ့အိမ်ကဆိုင်မှာတင်ရောင်းနေတယ်ပေါ်တင်မဲ့တင်ရောင်းနေတယ်ဒါဦးဇင်းတို့သွားတဲ့ဒစိတ်ကသူတို့စီမှာရှိတဲ့ဒစိတ်နဲ့မတူဘူးအဲ့ဒါပါလာတဲ့စီဒစိတ်ဆန်ဒစိတ်မတူတာကိုတဲ့တဲ့ကြီးတင်ရောင်းနေဒါဘယ်လောက်မျက်နှာပြောင်းသလဲဆိုအဲ့ဒါဗုဒ္ဓဘာသာနေတဲ့နေရာဟိုချင်းပြည်နယ်သွားတော့ဗုဒ္ဓဘာသာဝင်တယောက်မှမရှိဘူးနော်ဝန်ထမ်းတွေကလွှဲရင်ဗုဒ္ဓဘာသာမရှိဘူးခရစ်ယာန်တွေကြီးပဲရှိတယ်လမ်းမှာကြာနေခဲ့တဲ့ပစ္စည်းကြောင့်အကုန်ပြန်ရတယ်တခုမှမပြောက်ဘူးဥပမာဆိုကြပါစို့အလွယ်ဆုံးနဲ့အရှင်းဆုံးပြောပြမယ်ဖဏတ်နှစ်တစ်ဖက်ကြာနေခဲ့တယ်ဒီမှာတစ်ဖက်ကြာတယ်မထူးဆိုကလေးကတစ်ဖက်အထဲနဲ့မထူးတော့ဘူးဆိုနောက်တစ်ဖက်လမ်းမှာကန်ချထားခဲ့တယ်အဲ့ဒီဖဏတ်နှစ်ဖက်ကိုတွေးတဲ့လူကကောက်ပြီးရေဆေးပြီးတော့ကြမ်းကြမ်းနဇုံတင်ပေးထားခဲ့ယူမသွားဘူးနတ်မျိုးစားကောင်းဟုတ်ပြီနော်ဘာပစ္စည်းကြခဲ့လို့မှချင်းပြည်နယ်မှာမပြောက်သလိုသူတို့မေးကြည့်လိုက်တယ်ဟာမင်းတို့ပစ္စည်းတွေဒီမှာကြခဲ့တာမပြောက်ဘူးအရှင်ဘုရားအဲ့ဒီကြခဲ့တာကိုမပူပါနဲ့တဲ့တောထဲမှာသွားလို့ထင်းသွားခွေတာတောင်မှကြနေတဲ့တစ်ကိုင်းကြောက်ကိုရှေ့ကလူတယောက်ကဓားနဲ့တစ်ချက်တောက်သွားဓားရာရှိရင်ပိုင်ရှင်ရှိတယ်ဆိုဘယ်သူမှမထိဘူးတဲ့ချင်းရွာတွေမှာအရက်ဆိုင်တစ်ဆိုင်မှမရှိဘူးကဲဒီတော့ခုဦးစင်းကြည်စကားဗုဒ္ဓဘာသာဝင်ဆိုတာဘယ်လိုအတိတ်ပဲလဲလို့မေးတဲ့မိကွန်းဟာမေးစင်မမေးစင်ဆိုတာခင်ဗျားတို့သဘောပေါက်ဖို့ကောင်းပြီဟုတ်ပလားအဲ့တော့ဗုဒ္ဓရှင်တော်ဘုရားကဒီကံ၅ပါးလုံခြုံဖို့နဲ့နော်တရားဓမ္မနဲ့လျော်ညီစွာနေထိုင်ဖို့အမြဲတမ်းမဆုံးပါဘူးလားအဲ့တော့ဗုဒ္ဓဘာသာဆိုတာကဘုရားရှင်ရဲ့တကိုးတွေဂုံတွေကိုကိုးကွယ်တာလားအဆုံးအမကိုကိုးကွယ်တာလားအဆုံးအမလိုက်နာကျင့်သုံးတဲ့နေရာဆိုရင်ဒီလိုဖြစ်တင်သလားအဲ့တော့အခုနေရာအစင်တန်းတစ်ခုပဲကြည့်ချင်းပြည်နယ်နဲ့ကချင်ရခိုင်ပြည်နယ်ဘယ်ဟာအစင်တန်းမြင့်နေချင်းပြည်နယ်အစင်တန်းမြင့်နေတယ်သူတို့မှခေါင်းကောင်းပါပါတောတဲ့တောင်ထဲမှာနေစရာအမတန်ခက်ခဲနေကြတယ်အဲ့တော့သူတို့ကိုးကွယ်မှုဘာသာမြန်မာပြည်ကဗုဒ္ဓဘာသာသာသနာပြုတွေမရောက်ခဲ့တော့အင်္ဂလိပ်တွေကဟိုမှာအင်္ဂလိပ်နဲ့အီတလီနဲ့ပြင်သစ်ကကောင်းစွာသာသနာပြုခဲ့တော့ခရစ်ယာန်သာသနာထွန်းကားတယ်အဲ့တော့ခရစ်ယာန်တွေထွန်းကားနေတဲ့အရက်ဗုဒ္ဓဘာသာမရှိဘူးဒါပေမဲ့အဲ့ဒီအရက်မှာစီကံသိကောင်းတယ်ကိုကျင်တရားသိကောင်းတယ်တရွာကပစ္စည်းတတ်မှတ်ထားပြီးသားလမ်းမှာပုံထားတယ်
နောက်တစ်ရွာကလာယူခြင်းမရှိဘူးအဲ့တော့ဟိုမှာကရခိုင်မှာကဟိုဘက်ရွာဝေဖို့ဒီဘက်ရွာမှာအချိန်မေလောက်လို့ထားခဲ့တဲ့ပစ္စည်းနောက်တစ်နေ့သွားတော့တဝက်လောက်ပြောင်းနေပြီဟိုချင်းပြည်နယ်သွားတော့လမ်းမပေါက်တဲ့ရွာတွေကိုတဲ့ရှေ့ကအဖွဲတွေကအလှရှင်တွေကလာလူသွားတယ်တဲ့ဟိုဘက်ကိုမပေးနိုင်လို့သူတို့ရွာမှာထားခဲ့ပါတယ်ဆန်အိတ်1000ကျော်နဲ့စီပိတ်တာ1000ကျော်ဦးစင်းလေးတို့လက်ထဲကိုအပ်တယ်တခုမှပုံးပဲ့ခြင်းမရှိဘူးသူတို့နဲ့မဆိုင်တာသူတို့လုံးဝမထီဘူးဟုတ်ကလားအဲ့တော့အကွာကြီးကွာမနေဘူးလားကြည့်တယ်ဘယ်ဆုံးမဘိုးကောင်းနေ